မင်္ဂလာပါ TS Auto ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Volvo S90 2016ကားလေးနဲ့မိတ်ဆက်ပေးသွားမှာခင်ဗျကားရဲ့ရှေ့ look ကိုကြည့်မယ်ဆိုရင်4000ဆန်တဲ့ rectangular grille မှာ vertical chrome လေးနဲ့ဖန်တီးထားတယ်ပြီးတော့ကားရဲ့ရှေ့မီးသီးကိုလည်း full LED active high beam နဲ့ဖန်တီးထားပြီးတော့ T-shape daytime running light ကြီးကလည်းကားရဲ့ရှေ့ design ကိုပို့ပြီးတော့ကြွစေပါတယ်ကားရဲ့ beam size ကလည်း90 inches alloy wheel ဖြစ်ပြီးတော့ဒီကားမှာဆိုရင်360 camera လေးလည်းပါပါတယ်ဗျဒီကားလေးက T5 inscription grade ဖြစ်တယ် horsepower အနေနဲ့ဆိုရင်လည်း254 horsepower အထိထွက်တယ်ပြီးတော့ 8-speed automatic transmission နဲ့လည်းမောင်းလို့ရတယ်trunk boot space ကိုကြည့်ရင်900လီတာလောက်ထိကျယ်တယ် Golf 8ထည့်ရတော့မှပဲနေရာအကျယ်ကြီးကျန်နေသေးတယ်ဗျဒီလောက်အကျယ်ကြီးရှိနေတယ်ဆိုတော့ Golf အတွက်တော့အရင်သဘောကျကြပဲဟိုမှာဆိုလဲ12 volt power supply လေးပါသေးတယ်အပေါ် power button လေးကိုနှိပ်လိုက်ရင်တခါပိတ်သွားတော့ဆိုတော့တက်တာပဲ 2.0 liter turbo charge ကမှ4 cylinder engine နဲ့လာတယ်ပြီးတော့ autometer အနေနဲ့လည်း9000လောက်ပဲရှိသေးတယ်ဗျပြီးတော့ဒီကားကလည်း keyless entry ပါတာဖြစ်လို့တောက်ဖွင့်စရာမလိုပဲနဲ့တကားဖွင့်ပြီးတော့ဝင်လို့ရတယ်ကားရဲ့ function တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ aircon system တော့မပါမဖြစ်ပဲဗျအဲ့တော့ aircon system အကြောင်းပြောမယ်ဆို aircon ကတော့ဒီမှာဖွင့်လိုက်ပြီးတော့3မိနစ်လောက်နေရနေကိုအရင်အေးစိမ့်လာတကယ်ဟိုအတ္တလန်တစ်ကိုရောက်သွားလို့မျိုးပေါ့နော်အရင်အေးစိမ့်လာတယ်ဗျဒါပေမဲ့ fan ရဲ့ noise အတန်ကကြတော့လုံးဝကျယ်ကြီးဖြစ်မနေပဲနဲ့တူတူတတလေးပဲထွက်နေရလို့မြင်ရတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်း seat heater လေးလည်းပါဝင်သေးတယ်ကားရဲ့ function တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်လည်းဒီမှာ lane keeping aid တို့ cross traffic light တို့မျိုး active banning light တို့ function တွေကလည်းအများကြီးပါတာဖြစ်တဲ့အတွက်ဒီကားကဟို safety car တစ်စီးလို့ပြောလို့ရလောက်တဲ့အထိကို function တွေများတယ်ပေါ့နော်ဟုတ်ကဲ့ရမထည့်ချင် safety ဖြစ်ပြီးနေပညာမြင့်တဲ့ကားဖြစ်တာကြောင့် function တွေအစုံပါတာအောင်မှာ drive မှုဆိုလို့ရှိရင်လည်း3ခုချိန်လို့ရတယ်ဗျ eco ရဲ့ comfort ရဲ့ dynamic ရဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်း luxury ကားတွေရဲ့ signature look ဖြစ်တဲ့ hood trim လေးပါဝင်တယ်အရှိဘက်မှာလည်း hood trim လေးထည့်ပေးတာပါကားရဲ့အတွင်းမှာ design ကိုကြည့်ရလို့ရှိရင်တော်တော်လေးကိုဘယ်လိုပြောမလဲရိုးရှင်းနဲ့အရန်ကိုလှတယ်အရန်ကိုအားစိုက်ထုတ်ထားတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ထိုင်ကုန်နေမှာဆိုရင်လည်း premium ဆန်တဲ့ look ကိုရစီမဲ့ inscription ဆိုတဲ့အသားတစိမ့်လေးကိုမြင်ရမှာဖြစ်တယ် cup holder gear engine start stop driving mode parking media controller cruise controller gas တရားတွေကြည့်လိုက်ရင်ခလုတ်တွေနဲ့အရင်ရှုပ်ရှက်ခတ်မနေပဲနဲ့ရိုးရှင်းဖြစ်နေတဲ့ design က businessman တွေလူလက်ပိုင်းတွေအတွက်ကိုအရင်တင့်လျော်ပါတယ်ဒီဘက်မှာဆိုရင်လည်း Bowers and Wagon speaker ပါမယ် seat memory လေးလည်းပါမယ်ဗျ compass လေးလည်းပါတယ်ဗျညဘက် city driving အတွက်ကိုလည်း sunroof လေးလည်းပါတယ်လေကောင်းလေတန်းခံကျင်တဲ့လူတွေအတွက်ကိုလည်းဒီ sunroof လေးကအဖွင့်ပိတ်လုပ်လို့ရတယ်ဖြစ်တဲ့အတွက်အရင်သဘောကျကြရမယ်နောက်ခန်းမှာဆိုလို့ရှိရင်လည်း center control အနေနဲ့ aircon ကိုပိုင် control လုပ်လို့ရတယ်ပြီးတော့ဒီ left rest ဆိုလို့ရှိရင်လည်းဒီညမှာအကျယ်ကြီးပဲဗျအမ head rest ဆိုလို့ရှိရင်လည်းအပေါ်မှာအကျယ်ကြီးပဲဒီအဓိကကားရဲ့အတွင်းကန်းတွေကလောင်းဘော်ဒီကားတွေလောက်နီးနီးကိုအတွင်းကန်းတွေကျယ်ပြီးတော့သူကဟို highway တွေ keyway တွေသွားတဲ့အခါမှာအရန်ကိုတက်တာနဲ့အဆင်ပြေသွားလို့ရတဲ့ကားပုံစံမျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဘေးဘက်မှာဆိုလို့ရှိရင်လည်း side curtain လေးတွေပါဝင်သေးတယ်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ Volvo S90 2016 model ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးကိုဝယ်ယူအားပေးချင်တာပဲဖြစ်ဖြစ်စုံစမ်းမေးမြန်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ TS Auto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ TS Auto မှာဆက်နိုင်ဝင်ဖြစ်ပါတယ်